တို့ချောင်းတစ်ချက်ကြည့်မယ်ငါရွှေရရနော်3.0နှစ်ကောင်တက်တယ်18ကတည်တယ်ညီလေးမင်းအတန်ဖွင့်ရဟဲ့အောင်မင်းအတန်ဖွင့်ရငါမင်းကိုမဆဲဘူးမင်းအတန်ဖွင့်ရမင်းအတန်ဖွင့်ရ95လေအင်းစိန်မျိုး95ချောင်းမဟုတ်ညီလေးမင်းခဏလေးညီလေးမင်းအပစ်စကင်လိုချင်လား6စကင်လိုချင်တာဟုတ်ရဲ့လိုချင်လားငါမင်းငါတကယ်ပေးမှာငါမင်းကိုတကယ်ပေးမှာသိကြလားယောက်ျားစကားမင်းဖုန်းသွားပေးလိုက်သွားကြိုက်ပြီခဏလေးကျွန်တော်မေနောက်ရောက်နေသွားမယ်အခုသွားမယ်ကဲတော့မင်းငါတကယ်စကင်ထည့်ပေးမယ်ဒိုင်းမွန်1000ထည့်ပေးမယ်မင်းဖုန်းသွားပေးလိုက်ကိုဘက်တကယ်ပေးရတော့မင်းရတယ်အေးဟာတကယ်ပေးမှာပေးမှာနော်အားလေးရတော့ခေါ်လိုက်ဦးခဏလေးကြော်လိုက်ရရအေးရတယ်ဒီနေ့အေးမင်းအပစ်စကင်တကယ်ပေးမှာချစ်လို့ပေးရနော်တောင်းလူဆုံးကအပစ်စကင်မပေးဘူးတောင်းစကင်တဲ့ဒီလိုမရပါဘူးဒါဒီကောင်အနှိုင်းမဲ့ဒီကောင်စကင်ရကြောက်စရာကြီးဝဲအဲ့ကောင်ခုနပွဲတာချီလို့ဘယ်လိုလုပ်ရလဲတာချီလို့နှစ်ကောင်တက်တယ်18ခါတည်တယ်တွေ့မယ်ငါနဲ့လမ်းပြီအကိုဖုန်းပေးလိုက်ပြီဟယ်လိုအန်နီမင်္ဂလာပါအန်နီအေးပြောတာဟုတ်ကဲ့အန်နီဟိုဟာလေတာကိုတာမိတ်ဆက်ရမယ်ဆိုရင်တာဟို streaming လုပ်တဲ့ streamer တယောက်ပါအန်နီအေးပြောတာပြောဟုတ်ကဲ့အန်နီဟိုဟာလေအောင်ငိမ့်ချမ်းကလေတာတို့နဲ့အမြဲလိုတော့ဂိမ်းစော်ဖြစ်တယ်ဗောအန်နီယာဒီလားဒါပေမဲ့သူကတခါလေတာတို့ကအခုကတော့အသက်ကတော့20ဗောအန်နီယာအဲ့ဒါသူကဂိမ်းစော်ရင်တာတို့ဟိုအမြဲတမ်းလိုဟိုဆဲတယ်ဗောအန်နီယာပြီးတော့ဟိုဒီ viewer နဲ့လည်းခဏဒီမှာအောက်မှာဆိုလဲ comment section မှာဆိုလဲခဏရမ်းဖြစ်တယ်ဗောအန်နီအဲ့ဒါတာပြောလာတယ်မရဘူးအန်နီအဲ့ဒါအန်နီတစ်ချက်လောက်ပြောပေးပါအောင်အန်နီတို့ကအေးပြောလိုက်တော်တော်လေးစိုးနေတယ်အန်နီပြီးတော့ဟိုတားတို့လည်းတခါအမှန်တိုင်းပြောရင်တော့ဒါအသက်က20ဗောအန်နီဒါပေမဲ့ဒါကိုညီလေးတယောက်လိုချစ်တာဗောနော်ဂိမ်းစောရင်လည်းအမြဲခေါ်တယ်ဒါပေမဲ့တားနာမည်ကဘာတူလဲတားနာမည်ကပတ်ထွက်ပါအန်နီဟုတ်အေးပြောလိုက်တာအေးတားဆိုလဲဟိုအမြဲထည့်အောင်နေပါလေခေါ်တယ်ဗောအန်နီကအဲ့ဒါတားရမခေါ်နဲ့ညီလေးမင်းနဲ့ငါအသက်ကွာတယ်ဘာညာပြောရင်လည်းမရဘူးအန်နီအဲ့ဒါတားကိုလည်းတားဘလို့ခေါ်တာတားကိုလည်းဟေးအောင်ပတ်ထွေပါညာတော့တားအမှန်တိုင်းပြောတော့တားကတော့ကိုညီလေးတယောက်လိုချစ်လို့ညီလေးအောင်နေညံတူးနာမည်ကဂိမ်းနာမည်က flash agency ဆိုတော့တားညီလေး flash ပါလို့ခေါ်တာဗောနော်ဒါပေမဲ့ तू ကတားဟေးအောင်နေပါလေခေါ်တယ်အန်နီကအဲ့ဒါတာမခေါ်နဲ့ပြောလဲမရဘူးဒီမှာတာအမှန်တိုင်းပြောတော့တာ view ကဒီလူ1000-2000လောက်ကအမြဲတမ်းကြည်နေရပါတော့အဲ့ဒါသူကအများကြီးမှခေါ်တော့တားလဲတစ်ခါလေကြာရင်တော့နည်းနည်းဟိုအချက်တွေနည်းနည်းရတာပေါ့အနီးကအေးပေါ့ငယ်တဲ့လူကကိုကိုခေါ်တယ်ဆိုအေးပေါ့အနီးသူ့ဆုံးမလိုက်မယ်ဟုတ်အနီးနော်တားတို့ထဲမှာပေးမစုံနဲ့အဲ့လိုဆိုးတဲ့ကောင်ပေးမစုံနဲ့တာဟုတ်အနီးဟုတ်ဟိုကသူ့အစင်ပြေဖုန်းလေးတစ်ပတ်နှစ်ပတ်လောက်တင်ထားပေးပါနော်အနီးအေးဟုတ်ကဲ့အေးဒါအေးသူပဲเนาะဒါအေးအန်ပြောလိုက်ဟုတ်ကဲ့အနီဟုတ်ကောကျွန်တော်ရန်ကုန်ရောက်တာအခုမလေးရှားမှာကြောင်းတက်နေရအနီရန်ကုန်ရောက်လည်းအနီတို့အိမ်ကိုလာလေပါမယ်နော်အနီအေးလာလေဟိုတော့သူပြောတဲ့တယောက်နဲ့တူရဲ့ကျောင်းတော့တက်နေတယ်တဲ့မလေးရှားမှာဟုတ်တယ်အနီဟုတ်တယ်အဲ့ဒါအညီလေးကိုနည်းနည်းဆုံးမပေးပါနော်အနီသူကဒီမှာရွယ်သူနဲ့ခဏရန်ဖြစ်တဲ့အကြီးတွေကိုလည်းသူကနည်းနည်းဆဲတယ်ပေါ့နော်ဒါတို့လည်းအေးတွေ့မယ်အေးဒါကျေးဇူးပါအခုလိုပြောပြတဲ့ကျေးဇူးရိုက်တော့မရိုက်ပါနဲ့ဖုန်းလေးပဲတင်လိုက်ပါအေးတိတ်မယ်โอเคအေးဒါကျေးဇူးပဲအေးโอเคပါအနီတက်တာပါအေးဒါပဲနော်โอเคပါခဏပါအေးရောဟိုတကယ်ကြီးရပြီကလေးဟိုပါတကယ်ကြီးရပြီလို့ Happy April တာကြီးဟိုကလေးကတကယ်ကြီးရလို့စိတ်လို့ကြော Happy April ပါဟိုတကယ်သိမ်းရမလားတီးရမလားမသိဘူးရောကြီးသူကဘာရော VC ရဲ့အောက်သွားပြီသားကြီးဟာအောက်သွားပြီလားအဲ့ကောင်တီးနေလောက်ပြီးနေရောဒီအဲ့လိုလေးအနီလိုသားစားလိုက်တာအနီသားစားလိုက်တာတော့ပြောလိုက်အောင်မလီဒီကောင်တော့ဘောကြစားလိုက်တော့ပြောရဒီကောင်တီးရရပြီးအောင် VC ရဲ့ချက်ချင်းထွက်သွားပြီအောင်အေးအဲ့ဒါပြောတာလို့နည်းနည်းတော့အပိတ်ကြီးမှာမဟုတ်လားစကင်ကြီးကအပိတ်စကင်ပြေးဆိုကြောလိုက်တာဒီကောင်အခုချိန်ရိုက်ကန်နေရတော့ပြီရောလိုင်းမတက်တော့ဘူးရောတက်တော့မှလည်းလိုင်းမတက်တော့ဘူးရောဒီကောင်လိုင်းမတက်တော့ဘူးရောတွားပြီရောရောဒီကောင်ချစ်လို့စလိုက်တာရောအေးဘယ်ဖူးဆိုတော့ညီလေးစတာနော်လိုင်းပြန်တက်လာတယ်ဒါကြီးလိုင်းပြန်တက်လာတယ် Resin ပြီးတယ်ကဲအားလုံးပဲ Resin ပြီးဆိုမှန်ပါပြီပါကျွန်တော်ညီလေး Flash agency အတွက်ဟုတ်တယ်ပြခိုင်းလို့အဲ့မဟုတ်တာပြခိုင်းနေတာဆိုပူဆိုးရမယ်တဲ့ဒီကောင်သေမှာသလားဒီကောင်ဘွားပြတ်တော့အေးလို့ပါရသွားပြီဟာဗျာတက်လာပြီဟာဗျာလေကျွန်တော်အားလုံးကျွန်တော် share ပေးမယ်ကျွန်တော် share ပေးမယ်အားလုံးဒီမှာဟာဗျာတဲ့ကျွန်တော်တို့ရဲ့ flash ရင်စီဟာဗျာဖြစ်သွားပြီဘုံသိန်းလောက်တယ်ဒီကောင်ကြီးကနောက်ဆုံးစကားလားပါလားဟယ်လိုငါညီအဆင်ပြေလားငါညီဒီလေး epic skin ဆော့လို့ကောင်းလား
ဟုတ်တယ် အပစငင်စောလို့ခေါ်လာညီလေးကိုရစလိုက်တာပါငါညီလေး Happy Abraham ဖူးပါညီလေးကိုညံရောင်ရောင်ညီလေးကြည်လာခဲ့မယ်နော်လာလေကြမယ် ကျွန်တော်မလဲရှင်းပြလိုက်ရတယ်ဗျာ မဟုတ်ပါဘူးညီလေးကကိုကြီးကစလိုက်တာပါကိုကြီးကချစ်လို့စတာချစ် ကျွန် လို့ တော် စ ရိုက် တာ ခံရမှုကိုကြီးอ่ะ ဟာလား ဘောချမ်းပြတော့ကိုင်းပြီးသွားပြီ ဟာစိတ်ကြစိတ်ကြ ပြောတယ်အဲ့တော့ရိုက်ရတော့မှာ အေးတဲ့မင်းနောက်တော့ကချောင်စိတ်ထိုးရင်ငါအဲ့လိုထပ်လုံးမှာနော်ငါမင်းမင်းနဲ့တီးပါပြီချောင်မကန်အောင်ပါလားမဟုတ်ချောင်ကန်အောင်ပါလားမင်း အိုင်တော့ချောင်းကိုင်းတော့ချောင်းကိုင်းတော့ 3ပြောရအောင်ဟိုပါလေ flat ANCD 6မကင်တော့ပါဘူးဆိုရောရအောင်3ပြော 3ပြော Flat ANC ဒီချောင်းမကိုင်းတော့ပါဘူး Flat ANC ဒီချောင်းမကိုင်းတော့ပါဘူး Flat ANC ဒီချောင်းမကိုင်းတော့ပါဘူး โอเคရပြီညီလေးအဲ့ဒါကိုကြီးဆက်ဆော့မယ်လားကဲတော်ချောင်ကန်တဲ့လူတယောက်ကတော့ကျွန်တော်တို့နှိမ်နှင်းပြီးသွားပါပြီအားလုံးပဲချစ်ပြီးသွားလို့ဒါစိတ်လေး run ဆော့လို့ရပါပြီကျွန်တော်တယောက်ကိုနှိမ်နှင်းပြီးလိုက်ပါပြီ W လို့မှန်သွားပြီပါကျေးဇူးအများကြီးတင်ပါတယ်